le piatti che Gesù ci mangi marello, ma piatti che Gesù ci mangi ne so. Di Natang Goku ne ma bono, ma lo sa me so son piattare yashi, ya di nangani, ma trota wo piede bono. Allora piatti che ma su down in ale, to io gianni, ma tala ciocciola uscini, ma ti aure c'è viro bono, ho jansi di jansi ne, ma su down in apsiede. Tutto le piatti che ma di che ne c'enti a piedi ma pedi, dai me, di negni pai mamma piatti che ma a piedi pilare, ma toalo mia, toa qui mi sciro bono. Ma però le so, ma su down e curo. Jama ariu toare solo sin piatti che bonoအတွက်လည်းဖြစ်တယ်။ကျမမိသားစုအတွက်လည်းဖြစ်တယ်။ကျမအသက်တာပြားသခင်နဲ့ပို၍နီးကပ်ဖို့ရအတွက်ဖြစ်စေရဆိုရင်ကျမကိုသွားခွင့်ပေးပါ။လိုအပ်တဲ့ငွေကြေးရေးလိုအပ်တဲ့အစီအစဉ်အကုန်လုံးပြားသခင်ကျမကိုပေးပါ။ကျမဆုတောင်းတယ်ကျမမှာတက်နိုင်တဲ့အရာမရှိဘူး။သို့တော်လည်းပြားသခင်ကကျမကိုအဲ့ဒီအရာကိုလုံးဝမပေးဘဲနဲ့ကျမတကယ်လို့ပြားသခင်မသွားခိုင်းတဲ့နေရာကိုကျမသွားဆိုရင်ပြားသခင်နဲ့ကျမနဲ့ဝေးမှာတေးချတယ်။ကျမအရန်ကောင်းပါတယ်လူပြီးလို့ဆိုရင်ကျမအသက်လည်းငယ်သေးတယ်ပေါ့နော်ဒီကျမအတလည်းအရန်ကြီးတယ်အဲ့လိုမျိုးပေါ့နော်ကျမစိတ်အလိုလည်းအရန်လိုက်တက်တဲ့လူဖြစ်တဲ့အခါမှာတိုးတော်လည်းဖျားသခင်ကျမပေါ်အရန်ကောင်းမြတ်တယ်လို့ကျမဆူတောင်းတဲ့ DFCC နော်ဖျားသခင်ကျမကိုဗလာမဲပေးနော်လို့ဒီဥစ္စာဖျားသခင်ကျမကိုလမ်းဖွင့်ပေးတာပဲဖြစ်တယ်ဖျားသခင်ကျမကိုအဖြေပေးတာပဲဖြစ်တယ်ဆိုကျမဆူတောင်းတယ်ဖျားသခင်ကျမကိုဗလာမဲမပေးဘဲနဲ့လေအကြီးမားဆုံးတော့တာဝန်ပေးလိုက်တဲ့အချိန်မှာလေကျမဘယ်လိုပြောရမလဲမသိဘူးဟိုoneနဲ့ကျမသွားချင်တဲ့နေရာကိုကျမမသွားရဘူးပြီးတော့ဒါပေမဲ့တခုကျမပြန်ကျေးဇူးတော်တဖြည်းဖြည်းကျမပြန်စဉ်းစားတဲ့အခါမှာဖျားသခင်ကျေးဇူးတော်ပါပဲလို့ဘာဖြစ်လို့ဆိုတော့ပြီးခဲ့တဲ့လမှာဆရာစမဲသိန်းကိုကျမစကားပြောတဲ့အခါမှာဆရာစမဲသိန်းကကျမကိုပြောတယ်တိုးရီရဲ့စက်စားရအောင်တဲ့တိုးထင်ရမြင်တယ်တဲ့သမီးဖျားသခင်စမှာဆူတောင်းပါတဲ့သမီးသွားမဲ့ဥစ္စာသမီးစီစဉ်နေတဲ့အရာတွေအားလုံးဖျားသခင်သိတယ်ပေါ့နော်ရှေ့အနာဂတ်မှာသမီးဘာလုပ်မယ်ဘာဖြစ်မလဲဆိုတော့ဖျားသခင်သိတယ်ဖျားသခင်ကသမီးအတွက်အစီအစဉ်ရှိတယ်တဲ့အားကြောင့်ဖျားသခင်စမှာဆူတောင်းပါဆိုကျမကိုပြောတဲ့အရာတွေဟာပေါ့နော်ဒီကနေ့ဖျားသခင်ကျမအဖြေပေးတဲ့အတွက်ကြောင့်အထူးပဲကျေးဇူးတင်ပါတယ်လို့လူအနေနဲ့ကြည့်မယ်ဆိုရင်ကျမလှုပ်ဆောင်နိုင်မှာမဟုတ်ပါဘူးတိုးတော်လဲကျမရဲ့လှုပ်ဆောင်နိုင်ခြင်းကြောင့်မဟုတ်ဘူးခရစ်တော်ဖျားသခင်ရဲ့လှုပ်ဆောင်နိုင်ခြင်းကြောင့်ဒါလေးကျမဒီအရာကိုအစီခံရမှာဖြစ်ပါတယ်လို့အရောက်စီတိုင်းလဲကျမအတွက်ဆူတောင်းခြင်းအကြံပေးခြင်းအပြင်ကျမကိုခွန်အားပေးကြပါလို့အရောက်စီတိုင်းဖျားသခင်ကောင်းချီးပေးပါစေ